တနေ့မှာတော့အမျိုးသမီးတစ်ယောက်ဟာစင်းဆိုင်တစ်ဆိုင်ကိုအလောတကြီးရောက်လာပြီးအယောင်စာကြီးကိုအခုလိုပြောလိုက်ပါတယ် ကျမကိုပူတက်စီယန်ဆိုင်ရ၌အစိတ်တပူရောင်းပေးပါ အယောင်စာရေးကအန်အိုးတုံလွတ်သွားပြီးပြန်မေးလိုက်တာပေါ့ ဗျာအစိတ်ကိုခင်ဗျဘာလို့ကိုလေဗျာ ကျမယောက်ျားကိုအစိတ်ခတ်တတ်မလို့ရှင်တင်ကတခြားမိန်းမတစ်ယောက်နဲ့ဖောက်ပြန်နေတာ စိတ်မကောင်းပါဘူးခင်ဗျာခင်ဗျာယောက်ျားဘာပဲလို့ကျွန်တော်တို့ကဒီလိုအစိတ်မျိုးကိုဒီတိုင်ရောင်းပေးလို့မရပါဘူးဗျာဒါဥပဒေနဲ့မလွတ်ကင်းဘူး အဲ့ဒီအချိန်မှာပဲအမျိုးသမီးကဘာမှပြန်မပြောပဲသူမရဲ့အိတ်ထဲကဓာတ်ပုံတစ်ပုံကိုထောက်ပြီးအယောင်စာရေးရှေကိုချပြလိုက်ပါတယ်အယောင်စာရေးဟာဓာတ်ပုံကိုကြည့်လိုက်တဲ့အခါမှာတော့အန်အော်လုံးလို့ဆွဲ့သွားပါတော့တယ်ဘာလို့လဲဆိုတော့ဓာတ်ပုံထဲမှာအမျိုးသမီးရဲ့ယောက်ျားနဲ့ဖောက်ပြန်နေတဲ့သူဟာသူ့ရဲ့ဇနီးဖြစ်နေလို့ပါပဲသူဟာခဏလောက်ကြောင်ကြည့်နေပြီးနောက်မှာတော့အစိတ်ဘူးကိုယူပြီးအမျိုးသမီးရဲ့လက်ထဲကိုကံပေးရင်းလျက်တံပြောင်းပြီးအခုလိုပြောလိုက်ပါတယ် ကျွန်တော်ကိုခွင့်လွတ်ပါခင်ဗျာခင်ဗျာစီမှာစေးစာပါလာတယ်ဆိုလားကျွန်တော်မသိလိုက်လို့ပါတယ်ဗျာ ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတာလေးတွေကြည့်အောင် like နဲ့ follow လုပ်ပေးခဲ့ပါအောင်အားလုံးပဲတာယာတဲ့နေလေးဖြစ်ပါစေ